မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဈေးဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တို့ဆိုရင်အမဖက်နဲ့တော်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဈေးဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တို့ဆိုရင်အမဖက်နဲ့တော်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓဘာသာမှန်တိန်ဆိုရင်သိရပါတယ်နော်တိန်ဆိုရင်သိရပါတယ်ဖုံးကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့ဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖနက်ပါကျန်နေတယ်ဒီမှာဖနက်ဟာတက္ကမရဲ့ဖနက်ဒီကဝင်လိုက်မှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကတော့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကတော့တက်ပါဒီကတက်ပြီးတော့ဒီတော့လူတွေကြည်သေးတာဖုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖနက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးကြီးကိုလည်းလုံးပါတယ်နော်မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းပါနော်ကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိန်ကြီးပါနော်တိန်မှာကိုတော်ဒီတိန်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမတွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမတွားသေးပါဘူးမတွားသေးပါဘူးနော်ဟုတ်ကဲ့ဒီเจ้าမှာဖုန်းကြီးနှစ်ပါတယ်အန်ဒီရဲ့ကြောက်ရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှနောက်ဥစ္စာကိုပြန်တင်ပေးပါမယ်နော်